ဖက်ကိုဘယ်လိုကြည့်ရမလဲပေါ့နော်အဲ့တော့ဒီလိုမျိုးဝတ်ထားတဲ့အင်ဂျီကိုကြည့်ပြီးတော့မတိုင်းပါနဲ့ဒီလိုမျိုးပခုံးထိပ်မှာအယိုးလေးရှိတယ်ဘူးလေးရှိတယ်အဲ့ဒီဟာလေးကိုမိအောင်စမ်းလိုက်စမ်းပြီးတော့မှအဲ့ဒီဘူးနှစ်ခုကိုဒီလိုမျိုးလေးလာပြီးတော့တိုင်းပေးမယ်နော်အဲ့တော့ကိုတိုင်းတဲ့ပခုံးကမှန်မှန်သိချင်တယ်ဆိုလို့ရှိရင်ဒီလိုကြည့်လာလိုက်ဥပမာဒီဥစ္စာကတိုင်းလိုက်တယ်ဒီမှာအဖြေက14ရတယ်နော်14ရတယ်ဆိုလို့ရှိရင်14ရဲ့တစ်ဝက်ကဘယ်လောက်ရှိလဲခွန်ဟုတ်ပြီနော်ခွန်ကဒီလက်ပင်ရဲ့ဂုတ်ပိုးရဲ့အလဲတက်တက်ကြလားဟုတ်ပြီနော်အဲ့ဒါကိုတစ်ချက်စစ်ကြည့်ပေးမယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒါကကိုကဟိုဖက်ဒီဖက်ချိန်တာမှန်တယ်ဒါမှမဟုတ်ဘူးတိုင်းလိုက်တယ်ဒီလိုမျိုးပေါ့နော်ဒီမှာ15အထိဖြစ်သွားတယ်နော်15အထိဖြစ်သွားတယ်ဒါပေမဲ့အလဲမှာဂုတ်ပိုးနေရတက်တက်မှာကခွန်ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုကင်တဲ့ပေကျိုးပုံစံကမှားနေပါပြီနော်ဟိုဖက်ထိပ်ဒီဖက်ထိပ် balance မညီဖြစ်နေပါတယ်ဟုတ်ပြီအခုဒါကပခုံးတိုင်းပြီးသွားပြီပခုံးပြီးရင်ကြောကျဲတိုင်းမယ်နော်ကြောကျဲတိုင်းမယ်ဆိုလို့ရှိရင်ဒီမှာနော်ဂျိုင်းအောက်ဒီအောက်ဆုံးမှတ်ရဲ့ဒီပခုံးနဲ့ဒီလိုကြားထဲကိုတိုင်းမယ်ဟုတ်ပြီနော်ဒီလိုတိုင်းမယ်သူလည်းတူတူပဲဒီမှာရှေ့ရင်ကျဲတိုင်းတယ်လို့မျိုးပဲဒီလိုမျိုးလေးဟုတ်ပြီနော်အောက်ကဝတ်ထားတဲ့အင်ဂျီကိုမကြည့်နဲ့ဒီလိုမျိုးလေးကိုလက်နဲ့အตาရလေးကြောကျဲရောက်မဲ့နေရာကိုလက်လေးနဲ့အตาရလေးဖိပြီးတော့မှစမ်းပြီးတော့မှတိုင်းမယ်ဟုတ်ပြီနော်အခုဒါကြောကျဲရသွားပြီနော်ပြီးလို့ရှိရင်ခါအရှည်တိုင်းမယ်ဂုံးမခါပေါ့နော်ခါအရှည်တိုင်းတဲ့ချိန်ကြလို့ရှိရင်ဒီမှာဂုတ်ပိုးရှိရနော်ဂုတ်ပိုးရဲ့ထိပ်မှာဒီမှာဘူးလေးရှိတယ်အဲ့ဒီဘူးလေးကနေလာပြီးတော့တိုင်းမယ်နော်ဒီအင်ဂျီဒီအောက်ကနေဒီလိုမျိုးလာပြီးတော့မတိုင်းဘူးဒီနားကနေလာပြီးတော့မတိုင်းဘူးဒီပေါ်မှာဘူးလေးရှိတယ်ဒီဘူးလေးကနေလာပြီးတော့တိုင်းမယ်ပြီးတော့ခါကျတော့ဒီမှာခါအရှည်ကိုဂုတ်ခါတိုင်းတဲ့ချိန်ကြလို့ရှိရင်ပေကျိုးကိုဒီမှာကြည့်တင်အထိဒီလိုမျိုးသွားပြီးတော့မတိုင်းဒီလိုမျိုးတိုင်းလိုက်ရင်ဒီကြားထဲမှာဟနေတဲ့အတွက်ကြောင့်မလို့အတိုင်းတာကမှားသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပေကျိုးကိုဒီလိုလေးဖိသွားမယ်ခါအခွက်ဆုံးနေရဘယ်လောက်လဲဆိုတာကိုလက်နဲ့ဖိလိုက်မယ်ဟုတ်ပြီနော်လက်နဲ့ဖိလိုက်မယ်ပြီးတော့ခါကြမှာအဲ့ဒီဖိထားတဲ့လက်ကိုအောက်ကိုတစ်ခါထပ်ပြီးတော့တိုင်းမယ်ဘယ်လောက်ရှိလဲဟုတ်ပြီနော်အဲ့တော့ဂုတ်ကနေခါဂုတ်ကနေတင်ဟုတ်ပြီနော်အခုအားလုံးအနောက်ခြမ်းအားလုံးပြီးသွားပြီဒီပုံစံလေးတိုင်းမယ်နော်ပြီးရင်ဘေးကိုသွားမယ်โอเคအခုဘေးကိုသွားမယ်ဘေးကိုတိုင်းတော့မယ်ဆိုလို့ရှိရင်ဂျိုင်းကနေစပြီးတိုင်းမယ်နော်အတိုင်းတာတွေကိုအပေါ်ကနေအောက်ကိုတဖြည်းဖြည်းချင်းတိုင်းသွားမယ်အဲ့လိုပုံစံပဲသွားမယ်နော်အခုဘေးကိုသွားမယ်ဆိုရင်ဂျိုင်းကိုတိုင်းမယ်ဆိုရင်ဂျိုင်းအောက်ထဲကိုပေကျိုးကိုထိုးလိုက်မယ်ပြီးလို့ရှိရင်ဒီလိုမျိုးလေးလာဝိုက်မယ်ပခုံးပေါ်မှာလာပြီးတော့စုံမယ်ဒီလိုလက်မောင်းပေါ်မှာလည်းလာပြီးမစုံဘူးဒီပခုံးဒီကုတ်ပိုးပေါ်မှာလည်းလာပြီးတော့မစုံဘူးဒီလိုပခုံးထိတ်မှာလာပြီးတော့စုံမယ်အဲ့တော့လက်ကိုချထားတဲ့အတွက်ကြောင့်မလို့ပေကျိုးကအောက်ထဲကိုဝင်မဝင်ဆိုတာကိုကမသိနိုင်ဘူးเนาะအဲ့တော့လက်လေးကိုဒီလိုလေးမြောက်ပေးเนาะမြောက်ပြီးတော့မှဒီလိုလေးထည့်လိုက်ထည့်ပြီးလို့ရှိရင်ကိုယ့်ရဲ့ customer ကိုမေးရမယ်ဒီလိုမျိုးလေးလောက်တာအဆင်ပြေလားလက်လှုပ်ရှားရတာအဆင်ပြေလားတခါလေကျတော့ကိုတိုင်းတဲ့အတိုင်းကအရန်ကျက်သွားတာမျိုးဖြစ်တတ်တယ်เนาะအဲ့တော့လှုပ်ရှားရတာအဆင်ပြေတယ် okay တယ်ဆိုရင်တော့ရတယ်တကယ်လို့ဒီလိုမျိုးမတိုင်းချင်ဘူးဆိုလို့ရှိရင်လည်းဒီလိုမျိုးခါထောက်ခိုင်းလိုက်ခါထောက်ပြီးမှတိုင်းလဲရတယ်เนาะဒါပေမဲ့ခါထောက်ပြီးတိုင်းရင်တော့နည်းနည်းလေးကျက်သွားမယ်လို့ထင်ပါတယ်เนาะအဲ့တော့လှုပ်ရှားရတာအဆင်ပြေဖို့အတွက်ကအဓိကဖြစ်တဲ့အတွက်ကြောင့်မလို့လှုပ်ရှားဖို့ပဲဦးစားပေးလိုက်မယ်เนาะโอเคဘယ်လောက်မှတော့မကွာပါဘူးเนาะကဲအခုဒီလိုပုံစံမျိုးလေးခါထောက်ပြီးတိုင်းပြီးသွားပြီဆိုလို့ရှိရင်ပြီးလို့ရှိရင်လက်အရှည်ကိုတိုင်းမယ်ဟုတ်ပြီနော်လက်အရှည်ကိုတိုင်းမယ်ဆိုလို့ရှိရင်အစောနာကပခုံးတိုင်းတော့ကဒီမှာဘူးကလေးရှိရလေအဲ့ဒီဘူးကနေစပြီးတော့တိုင်းမယ်နော်ဒီလိုလက်မောင်းဒီလိုဘေးကနေမတိုင်းဘူးအစောနာကပခုံးဆုံးတဲ့နေရာဒီမှာလက်နဲ့ဆန်းလိုက်ရင်ဘူးလေးရှိလိမ့်မယ်အဲ့ဒီပခုံးရိုးကနေစပြီးတော့မှတိုင်းလာမယ်တိုင်းလာတဲ့အချိန်ကျလို့ရှိရင်ဒီလိုမျိုးတဲ့ကြီးဒီလိုမျိုးကြီးမသွားအောင်နော်လက်နာလေးကနေအตาရလေးကတ်သွားမယ်တထောင်စစ်နာရောက်လို့ရှိရင်ဒီလိုမျိုးလေးခါထောက်ခိုင်းပြီးတော့မှဒီလိုမျိုးလေးတိုင်းမယ်ဟုတ်ပြီဒီလိုမျိုးသွားမယ်အဲ့လိုမျိုးတိုင်းခါကြမှာလက်ရှည်လေးချုပ်တဲ့ချိန်ကျရင်တိုတက်မသွားမှာနော်ခုနလိုမျိုးအဖြောင့်ကြီးတိုင်းလိုက်မယ်ဆိုလို့ရှိရင်အင်ချီချုပ်ပြီးသွားတဲ့အချိန်ကျလို့ရှိရင်အင်ချီကအနှဲငယ်လေးတိုတက်သွားတတ်ပါတယ်ဒါကြောင့်မလို့ခါထောက်ပြီးမှတိုင်းမယ်နော်အဲ့တော့လက်ရှည်ကိုတိုင်းတဲ့ချိန်ကျရင်3ပိုင်းခွဲပြီးတော့တိုင်းမယ်
customer ကလက်ရှည်လိုချင်တယ်ပဲပြောလက်တိုလိုချင်တယ်ပဲပြောလက်စကားလိုချင်တယ်ပဲပြောကိုအတိုင်းယူရမှာက3မျိုး3စားယူရမယ်เนาะအဲ့တော့လက်တိုယူရမယ်ပြီးတော့တထောင်အတိယူရမယ်လက်ရှည်ကိုယူရမယ်ဟုတ်ပြီเนาะအဲ့တော့လက်တိုကိုဘယ်လောက်ယူမလဲလက်တိုကိုဆိုလို့ရှိရင်ဒီလက်မောင်းရင်းသားလေးပဲเนาะလက်မောင်းရင်းသားလေးကိုတစ်ချက်မှတ်မယ်ပြီးတော့တထောင်စစ်ကိုတစ်ချက်မှတ်မယ်သူ့ရဲ့အရှည်ကိုအရင်မှတ်မယ်เนาะတထောင်စစ်ကိုတစ်ချက်မှတ်မယ်ပြီးတော့မှခါလေးနဲ့ထောက်လိုက်ပြီးတော့မှအောက်ကိုအရှည်ကိုတစ်ချက်မှတ်မယ်โอเคเนาะအရှည်ကိုကြတော့ဒီလက်အစစ်နာထိเนาะဒီအစစ်ဖုံးလေးမှတ်မယ်เนาะမြန်မာဝတ်စုံဆိုရင်ဒီလိုလက်အစစ်ဖုံးလေးမှာလာတာဖြစ်တဲ့အတွက်ကြောင့်မလို့โอเคအခုအဲ့ဒီအရှည်3မျိုးကိုမှတ်ပြီးသွားပြီဆိုလို့ရှိရင်ပတ်လည်ကိုမှတ်မယ်เนาะပတ်လည်ကိုမှတ်မယ်အဲ့တော့လက်မောင်းရင်းကိုအရင်မှတ်မယ်လက်မောင်းရင်းကိုအရင်တိုင်းမယ်သူ့ကိုလည်းဒီလိုမျိုးပဲလက်တစ်ချောင်းထည့်ထားမယ်ပတ်လည်တွေကိုတိုင်းတဲ့အခါမှာလက်တစ်ချောင်းလေးထည့်ထားပေးမယ်နော်လက်တစ်ချောင်းလေးထည့်ထားပေးမယ်ဒီလိုတိုင်းမယ်ဟုတ်ပြီပြီးလို့ရှိရင်တထောင်စစ်ကိုတိုင်းမယ်တထောင်စစ်ကချလို့ရတထောင်စစ်ကိုတိုင်းမယ်ပြီးလို့ရှိရင်လက်ဝါကိုတိုင်းမယ်ဟုတ်ပြီနော်အဲ့တော့လက်မောင်းရင်းတထောင်စစ်လက်ဝါ3မျိုးတိုင်းလိုက်ပြီเนาะโอเคအဲ့ဆိုဘေးတိုင်းကကြတော့ဒီ4မျိုးပြီးသွားပြီဆိုလို့ရှိရင်ဘာလို့မလဲဆိုလို့ရှိရင်ထမိန်စကတ်အတွက်ကိုခါနဲ့ခါအရှည်ထမိန်စကတ်အရှည်လို့တယ်ပေါ့နော်အခုအဲ့ဒီဟာလေးကိုတစ်ချက်တိုင်းပြပေးမယ်အဲ့တော့တိုင်းမယ်ဆိုလို့ရှိရင်အစောနာဒီမှာခါကခြိထားတာရှိတယ်เนาะဒီကနေပြီးတော့ဘေးကနေပြီးတော့မှအောက်ကိုဒီလိုတစ်ခါတိုင်းမယ်နော်တိုင်းမယ်ဆိုလို့ရှိရင်ခြေမျက်စိဖုံးတိုင်းမယ်ဘာလို့လဲဆိုတော့မြန်မာဝတ်စုံကခြေမျက်စိဖုံးမှာဝတ်တာလှတာဖြစ်ပါတယ်ဒါပေမဲ့တချို့ customer တွေကြောက်လဲဒေါက်ဖနက်မြည်ကြီးတွေစီးတယ်ဆိုလို့ရှိရင်ခြေဖွားဖုံးနဲ့ထိဝတ်တယ်နော်အဲ့ဒါကတော့ကိုယ်အကြိုက်နဲ့ကိုပါဒါပေမဲ့တိုင်းပြီဆိုလို့ရှိရင်เนาะခြေမျက်စိဖုံးကိုတိုင်းမယ်အဲ့လိုဘေးကိုတိုင်းထားတဲ့အချိန်မှာတခါတည်းဘာကိုကြည့်ထားရမလဲဆိုလို့ရှိရင်ဒီမှာတင်အမြင့်ကိုတခါတည်းမှတ်ထားရမယ်တင်အမိုးမောက်ဆုံးနေရာကဘယ်လောက်ရှိလဲဆိုတာကိုတခါတည်းမှတ်ထားပေးပါမယ်โอเคဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခု customer ကိုတိုင်းအကုန်လုံးကိုရသွားပြီเนาะအခုကိုတိုင်းအကုန်လုံးကိုရပြီးမှကိုက customer ကခါအရှည်ဘယ်လောက်ဝစ်လဲလက်အရှည်ဘယ်လောက်လိုချင်လဲအဲ့ဒီဟာလေးကိုနောက်မှပြန်မှတ်မယ်နော်ဒီလိုမျိုးအစောနာလိုမျိုးခါအရှည်တိုင်းနေရင်တန်းလန်းနဲ့ဟို customer 20လောက်ပေး18လောက်ပေးအဲ့လိုမှတ်ပြောတဲ့အချိန်ကြလို့ရှိရင်ဟုတ်ပြီအမအဲ့ဒါနောက်မှမှတ်မယ်အဲ့လိုမျိုးလုပ်မယ်နော်တခါတည်းဒီလိုမျိုးတိုင်းနေနေဒီမှာပေါ့နော်ကိုတိုင်းနေတာဟိုမှာ16 24ရတယ်ထားပါတော့16 24ရတယ် तू က20လို့လုပ်ပေးဆိုကိုက16 20အဲ့လိုတွေသွားမမှတ်ဘူးဟုတ်ပြီနော်အဲ့တော့အဲ့ဒီသူ့လိုချင်တဲ့အရှည်ကိုကြတော့နောက်မှပြန်ပြီးတိုင်းမိမယ်เนาะဥမာထားပါတော့เนาะ तू ကခတင်လေးဝစ်တယ်ဆိုလို့ရှိရင်မဘယ်လောက်လိုချင်လဲဥမာဒီဟာပေါ့เนาะတိုင်းလိုက်တဲ့ဒီလောက်ရပြီလားဟုတ်ပြီပေါ့เนาะဒီလောက်ရပြီလားဟုတ်ပြီเนาะဒီလောက်ရပြီလားဒီလောက်ရပြီလားအဲ့ဒါနောက်မှပြန်ပြီးတော့တိုင်းမယ်เนาะငကိုအခြေခံကိုတိုင်းကိုတော့ကိုယ့်အကိုပြည့်ပြည့်စုံစုံအရင်ရအောင်ယူထားမယ်เนาะโอเคအခုဒါကနောက်ချမ်းကိုကြတော့ဒါကို customer စိတ်ကြိုက်အခုရှေ့ချမ်းကိုတစ်ချက်နည်းနည်းလေးပြန်ပြပေးမယ်โอเคအခုနောက်ချမ်းကိုကြတော့ customer လိုချင်တဲ့ပုံစံကိုမေးပြီးသွားပြီဆိုလို့ရှိရင်အရှိချမ်းကိုလည်းဗာမေးရမလဲဆိုတာကိုတစ်ချက်ပြပေးမယ်အဲ့ဒါကမိန်းကလေးတွေအများစုဟာဘိုက်ရှိတဲ့အတွက်တချို့မျိုးသမီးတွေဆိုလို့ရှိရင်ဘိုက်ကိုဖုံးပြီးဝစ်ချင်ကြတယ်เนาะအရှိနဲ့နောက်နဲ့အရှိကမတူနိုင်ဘူးဥပမာအနောက်ကိုကြအတိုလေးဝစ်ချင်တယ်အရှိကိုကြတော့ဒီလိုစိုက်ကလေးဝစ်ချင်တယ်ဆိုလို့ရှိရင်ဒါလေးကိုကြတော့ customer ကိုတခါလဲကြိုပြီးတော့မေးထားပေးရပါမယ်ဒီ level ကနေပြီးတော့မှเนาะ level ကနေပြီးတော့မှအောက်ကိုအမရေဘိုက်ဖုံးချင်လားမဟုတ်ဘူးเนาะဘိုက်ဖုံးချင်လားဆိုတာဒီအောက်ဘိုက်ကိုဒီလိုမျိုးအဖုံးချုပ်ချင်လားဒီလိုမျိုးလေးပေါ့ဒီအောက်ပေါ့เนาะခတိုမဟုတ်ပဲနဲ့ဒီလိုဖုံးပြီးချုပ်ချင်လားဒါမှမဟုတ်ဒီလောက်ရပြီလားဒီလောက်ရပြီလားအဲ့လိုမျိုးပေါ့เนาะအဲ့တော့အရှိအနောက်ကိုကြတော့ customer စိတ်ကြိုက်အတိုင်းကိုနောက်ထပ်ထပ်မှတ်ဖို့ယူထားပေးပါမယ်เนาะ